အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ master card တွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လက်ရှိမှာကျွန်တော် band တွေမှာပေါ့နော်မြန်မာနိုင်ငံမှာ band တွေမှာထုတ်နေတဲ့ master card အမျိုးအစားပေါ့အများကြီးရှိပါတယ်ကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့သလိုပဲဒီ card မျိုးစားတွေကိုခွဲမယ်ဆိုလို့ရှိရင် card မျိုးစားကအနည်းဆုံးတော့3ခုလောက်ရှိတယ်ပေါ့နော်ဒီ visa master မှာ card မျိုးစား3ခုလောက်ရှိတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော် master မှာလည်း debit card ရှိတယ် debit card ရဲ့ဆိုလိုခြင်းရဲ့အဓိပ္ပာယ်မှာ account ရှိတယ်ပေါ့နော်အဲ့မှာ account တစ်ခုနဲ့ချိန်ထားတဲ့ master debit card ရှိမယ်နောက်တစ်ခုက credit card ရှိမယ်ဒီ credit card ကဘဏ်ကနေပြီးတော့ဒီ master card ထဲမှာငွေ amount တစ်ခုထည့်ပေးပြီးတော့ချေးပြီးတော့ပေါ့နော်ချင်းငွေအနေနဲ့ရလာတဲ့ master credit card ရှိမယ်နောက်တစ်ခုကကျတော့ master card ကိုတီးတန့် card လို့ကြည့်ပဲသုံးတဲ့ card မျိုးဖြစ်မယ်အဲ့ဒီ card ကကိုငွေထည့်ပြီးတော့သုံးရတဲ့ပုံစံမျိုးပေါ့နော်ဒါမျိုးကိုကျွန်တော်တို့က prepaid card လို့ခေါ်တာဖြစ်ပါတယ်အခုလက်ရှိမှာကျွန်တော်က master debit card တွေအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကိုယူမဘဏ်ကနေပြီးတော့ပထမဆုံးပေါ့နော်မြန်မာနိုင်ငံမှာပထမဆုံးမိတ်ဆက်ခဲ့တဲ့ master နဲ့ MBU နဲ့ collaborate လုပ်ထားပြီးတော့နော် co-branded debit card အနေနဲ့ယူမဘဏ်ကစတင်ပြီးတော့မိတ်ဆက်ခဲ့ပါတယ်ဒါကတော့ယူမဘဏ်ရဲ့ master debit card ဖြစ်တယ်ပေါ့နော်ဒီကတ်ကိုကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီကတ်ရဲ့အားသာချက်ကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ကပြည်တွင်းမှာသုံးတယ်ဆို MBU အနေနဲ့သုံးလို့ရတယ်ပေါ့နော်ဒီမှာ MBU logo လေးပါတယ်ပြီးတော့ဒီမှာ master ရဲ့ logo လည်းပါတယ်ပေါ့နော်အဲ့တော့ MBU နဲ့ master နဲ့ပေါင်းဆက်ထားတဲ့ debit card ဖြစ်တယ် MBU အနေနဲ့သူ့ကိုသုံးမယ်ဆိုလို့ရှိရင်ဒီကတ်ကတည်းက350အထိ limit ရတဲ့ကတ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြည်တွင်း ATM ဇက်တွေမှာလည်းငွေသားထုတ်လို့ရတယ်ဒါသတ်မှတ်တဲ့ဒီ MBU ကသတ်မှတ်တဲ့ဝန်ဆောင်ကတော့ပေးရမယ်ပေါ့နော်ပြည်ပ ATM တွေမှာလည်းကျွန်တော်တို့ကငွေသားထုတ်လို့ရတယ်ပြည်ပမှာထုတ်တယ်ဆိုလို့ရှိရင်ကျတော့ဒီ master ပေါ့နော်သတ်မှတ်ထားတဲ့ဒီ master ကအဖို့အခါတွေကျွန်တော်တို့ပေးရမယ်ပေါ့နော်ဒါပေမဲ့ဒီကတ်နဲ့ပြည်ပမှာလည်းဈေးဝယ်လို့ရသလိုပြည်တွင်းမှာလည်းဈေးဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံကိုအနည်းဆုံးရောက်သွားတဲ့အခါမျိုးမှာတော့ပါပဲဒါ Apple Store မှာလည်းဒီကတ်တွေလက်ခံတယ်ပေါ့နော် iPhone တွေဘာတွေဝယ်တဲ့အခါမျိုးမှာဒီကတ်နဲ့ရှင်းလို့ရတယ်ဒါပေမဲ့ limit တော့ရှိရတဲ့အတွက် multiple payment တော့ဖြစ်သွားမယ်ပေါ့နော်ဥပမာ iPhone တော့9000လောက်ကြားတဲ့ဟာမျိုးမှာဒီကတ်ကသူ့ရဲ့ limit က1000ဒေါ်လာကောင်2000ဒေါ်လာကောင်ပေါ့နော်ဒီလောက်အထိကျွန်တော်တို့သုံးလို့ရတယ်ဒါပေမဲ့ exchange rate ကလည်းအရန်သက်သာတယ်ပေါ့နော်ယူမဘန်ကိုတော့ကျွန်တော် recommend လုပ်တယ်ဘာလို့လဲဆိုတော့ဒီကောင်က exchange rate အရန်သက်သာရပေါ့နော်အခုလိုခါမျိုးမှာဒီပြင်ပပေါက်ဈေးနဲ့ပေါ့နော်ကျွန်တော်ဒီယူမဘန်ကတ်ကိုကန်ကျင်အားဖြင့်ပေါ့ပြင်ပပေါက်ဈေးထက်ကိုကျွန်တော်တို့ကသက်သာရပေါ့နော်အပြင်မှာကဒေါ်လာကိုထားပါအပြင်မှာဒေါ်လာကိုကျွန်တော်တို့4600 4550ဒီဝင်းကျင်ပေါက်နေတဲ့အချိန်မှာဒီကတ်က4000စွန်းစွန်းလေးနဲ့ပေါ့နော်4020 30ပေါ့အဲ့လိုပုံစံမျိုးလေးနဲ့ဖြတ်ပေးတာပေါ့ဒါပေမဲ့သူကတစ်လောက်ကိုဒေါ်လာ900အထိပဲ limit 3ခွင့်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ limit တွေကလည်းတစ်လားနဲ့တစ်လားသူပေးတာမတူဘူးပေါ့နော်တစ်ခါလေးဆိုလို့ရှိရင်ပို့သုံးလို့ရတဲ့ဟာမျိုးလည်းရှိတယ်တရက်မှာ transaction 5ကြောင်းလုပ်လို့ရတဲ့ပုံစံမျိုးပေါ့နော်5ကြောင်းကျော်လို့ရှိရင်တော့လုပ်လို့မရအောင်ဒီလိုပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါကိုကိုရိုင်းဆန်းသုံးကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါယူမဘန်ကတော့အရန်ကောင်းတယ်ကျွန်တော်လည်းကြိုက်တယ်ယူမဘန်ကိုလည်းအမြဲသုံးဆွဲတယ်ပေါ့နော်ဘန်တွေထဲမှာလည်းကျွန်တော်ကြိုက်ဆုံးကယူမဘန်ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့အရင်ကကျွန်တော်ပြောခဲ့တဲ့ကတ်ထဲမှာဆရာကြီးဖြစ်တဲ့ CB ဘန်ကတော့ကျွန်တော်ဒီလိုမျိုးကတ်တွေထွက်မလာသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှထွက်လာမလဲဆိုတာစောင့်ကြည့်ရမှာပေါ့ဒီအရင်တော့ကကျွန်တော်ကတ်တွေမှာဘဏ်ကနဲ့ပတ်သက်ပြီးတော့ကတ်တွေကိုကျွန်တော်ပြည်သူတွေကိုဒီပေါ့နော် customer တွေကိုဝန်ဆောင်မှုပေးတဲ့အခါမျိုးမှာကတ်ထဲမှာဆရာကြီးကတော့ CB ဘန်ပေါ့နော်ဘာလို့ဆို international ကလာသမျှငွေတော်တော်များများကလည်း CB ဘန်ကကန်ထားတာပေါ့နော်ကျွန်တော်ဘဏ်ထဲမှာထိတ်တန်းဘဏ်တစ်ခုဆိုလို့ရှိရင်ဒီ KBZ ဆိုလို့ရှိရင်ကျွန်တော်ဒီပြည်တွင်းပေါ့ domestic ကိုဦးစားပေးပြီးတော့လုပ်တဲ့ banking ပုံစံမျိုးသွားတယ်ပေါ့နော် CB ဆိုလို့ရှိရင်ဒါ corporate ကိုဦးစားပေးတဲ့ပုံစံမျိုးသွားတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ CB ဘဏ်ကဒီ MBU နဲ့သူ Visa သုံးဖို့ Master နဲ့ collaborate လုပ်ပြီးတော့ထုတ်တာမျိုးမရှိသေးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာဒီလိုပုံစံမျိုးကထူးဆန်းနေပြီပဲပေါ့နော်ကျွန်တော်တို့ပြည်ပနိုင်ငံတွေမှာကျတော့ဒီ Master နဲ့ပေါ့နော်ပြည်တွင်းက brand တစ်ခုနဲ့ပေါင်းဆက်ထားတဲ့ပုံစံမျိုးသွားနေတာကြာပြီပေါ့နော်ကျွန်တော်တို့ banking industry ကအရန်နောက်ကျတယ်ပေါ့နော်အရန်နောက်ကျတယ်ဒီလိုမျိုး payment system တွေကလည်းတိတ်ပြီးတော့မတိုးတက်ဘူးပေါ့နော်ကျွန်တော်တို့အိန္ဒိချင်းဖြစ်တဲ့ဒီဘင်္ဂလားဒေ့ရှ်မှာတောင်မှပဲဒီ Master တို့ Visa တို့နဲ့သူတို့ collaborate လုပ်ပြီးတော့သုံးတာပေါ့နော်သူတို့ရဲ့ local payment တွေနဲ့သုံးနေတာကအချိန်တစ်ခုကြာနေပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဒါအခုမှပဲစပြီးတော့သုံးရတာဆိုတော့ဒီဝန်ဆောင်မှုကိုကျွန်တော်သုံးရလို့လည်းအရန်စိတ်ကျဉ်တတ်တယ်အရန်လည်းကောင်းတယ်ပေါ့နော်ကျွန်တော် banking industry မှာဒါကောင်းတဲ့အရွေးတစ်ခုဖြစ်လာတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဒါပြည်သူတွေအတွက်ပေါ့နော်ကျွန်တော်များသောဖြင့်လူငယ်တွေအတွက်ပေါ့လူငယ်တွေ gain ဆော့တဲ့အတွက်ဒီ gain တွေပါဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့ကျွန်တော်ဒီကတ်နဲ့ဝယ်လို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့အားသာချက်တစ်ခုဖြစ်ပါတယ်ယူမဘန်ကနေပြီးတော့မြန်မာနိုင်ငံမှာကျွန်တော်ပထမဆုံးမိတ်ဆက်လိုက်တယ်ပေါ့နော် MPU နဲ့ Master collaborate လုပ်ပြီးတော့ဒီကတ်ကိုမိတ်ဆက်ပြီးတော့တိတ်မကြခင်မှာ ARD ဘန်ကလည်းကျွန်တော်တို့ Master နဲ့ MPU နဲ့ကို collaborate လုပ်ပြီးတော့သူတို့ရဲ့ကတ်ကိုစပြီးကြီးညာတယ်ပေါ့နော်ဒီချိန်မှာပေါ့နော်အခုချိန်ထိရော CB ဘန်ကမကြီးညာသေးဘူးပေါ့နော် CB ဘန်ရဲ့ product ကိုလည်းကျွန်တော်စိတ်ဝင်စားစွာစောင့်ကြည့်နေပါတယ်ဘယ်လိုပုံစံမျိုးထွက်လာမလဲလို့ကျွန်တော်စဉ်းစားနေတယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းမှာကျွန်တော် Visa တွေသုံးတဲ့အခါမှာ UAB က Visa ကတ်မှာပေါ့နော် UAB က payment တွေမှာအများကြီးတွင်တွင်ကျယ်ကျယ်သုံးလာတာကိုတွေ့ရတယ်ပြီးလို့ရှိရင် ARD ကလည်း virtual card ဖြစ်တဲ့အတွက် virtual card ကိုကျွန်တော် AYB ရှိအောင်လည်းအတွက်တကူရှောက်လို့ရတာဖြစ်တဲ့အတွက်
အများကြီးသုံးလို့ရတဲ့ပုံစံမျိုးပေါ့နော် AR လည်းကပ်ပိုင်းမှာအရန်တွင်ကျလာတယ် AR ဘန်ကလည်းခုနောက်ပိုင်း AR ပေးမှာပေါ့နော် A1 ပေးမှာကျွန်တော် Visa Card Virtual Card ကိုလိုလကူလျှောက်လို့ရတယ်ငွေဖြည့်ရလည်းရမ်းလွယ်ကူတာဖြစ်တဲ့အတွက်ပေါ့နော်ဒါကတ်တွေကအများကြီးသုံးလာတယ်ပေါ့ဒီအချိန်မှာကျွန်တော် CB ဘန်ကကြတော့ Visa Card ထဲကိုငွေဖြည့်ကျင်တာမှပဲကျွန်တော်ဘဏ်ခွဲမှာသွားဖြည့်ရတယ်ပေါ့နော်ခုနောက်ပိုင်းတော့ CB ပေးမှာပြန်ပြီးတော့ဖွင့်ပေးတဲ့ဟာမျိုးကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ CB ဘဏ်ရဲ့ကတ်တွေပေါ့နော်ခုနောက်ပိုင်းမှာလူသုံးနေလာတာတွေ့ရတယ်ဘာလို့လဲတော့ကျွန်တော်လည်းသိချာမသိဘူးပေါ့နော်ဒါပေမဲ့ကတ်ပိုင်းကိုသူနည်းနည်းဟိုဥစားမပေးတဲ့ပုံစံမျိုးလေးပါကောင်းပါနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ခုပြောချင်တာကဒါကတော့ AR ဘဏ်ကပေါ့နော် AR ဘဏ်မှာကျွန်တော်တို့ဒီမှာ Master logo ပါတယ်ဒီအလုံးလေးနှလုံးပေါ့နော်အနီရောင်ရဲ့ဝါရောင်လုံးလေးနှလုံးက Master ရဲ့ logo ဖြစ်တယ်ပေါ့နော်အောက်ကကျတော့ဒီမှာ MBU ရဲ့ logo ဒီဥစ္စာကကျွန်တော်ပြောဆိုရဲပြည်တွင်းမှာဆို MBU network အနေနဲ့သုံးလို့ရတယ်ပြည်ပမှာဆို Master network အနေနဲ့သုံးလို့ရတယ်ဒါပေမဲ့ပြည်တွင်းမှာလည်း Master network လက်ခံတဲ့ agent တွေ merchant တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Master နဲ့သုံးလို့ရတယ်ပေါ့နော်ဒါမျိုးတွေကကျွန်တော် Google Play Store မှာလည်းသုံးလို့ရတယ် Google မှာ payment လုပ်လို့ရတယ် payment လုပ်ချင်တော့ Google မှာဥပမာကျွန်တော် game ဝယ်တာပဲဖြစ်ဖြစ်တစ်ခုခုဝယ်တာပဲဖြစ်ဖြစ်ပေါ့နော် payment တစ်ခုလုပ်တဲ့အခါမှာ Google မှာကျွန်တော်က1000ဝယ်မယ်ဆိုလို့ရှိရင်နောက်ထပ်သူ့ရဲ့ charge ကတော့အနည်းဆုံးတော့1000ဝယ်ရင်3000ဝန်းကျင်ပေါ့နော်30ရာခိုင်နှုန်းပိုဖြတ်တာမျိုးရှိပါတယ်2900 2800ဝန်းကျင်ပိုဖြတ်ပါတယ်ဒါပေမဲ့ရုံးမဘဏ်ကကျွန်တော်စထုတ်တဲ့အချိန်မှာကနဦးမှာမဖြတ်ခဲ့ဘူး Google payment လောက်ရတာရမ်းအဆင်ပြေတယ်ဒါပေမဲ့သူက limit ရှိရတဲ့အတွက်တရက်တည်းကိုအများကြီးသုံးလို့မရဘူးပေါ့နော် Google မှာကျွန်တော်တို့3သိန်းဖို့ဝယ်ရင်3သိန်းပဲဖြတ်သွားတယ်ဆိုတော့တော်တော်ကိုတက်ပါလေဒါပေမဲ့ခုနောက်ပိုင်းမှာရုံးမဘဏ်ကလည်းဒီ charge တွေကောက်လာတယ်ပေါ့နော်3သိန်းဝယ်လို့ရှိရင်နောက်ထပ် extra charge ပေါ့နော် card administration fee ဆိုပြီးတော့သူကနေပြီးတော့ထပ်ကောက်တာမျိုးရှိတယ်ပေါ့နော်ထပ်ဆောင်းကောက်တာမျိုးသူကတော့29ရာခိုင်နှုန်းလောက်ပိုကောက်တယ်ပေါ့နော်ဒါကတော့28ရာခိုင်နှုန်းလောက်ပိုကောက်တယ်တိတ်တော့မကွာဘူးပေါ့နော်ကျွန်တော်တို့ဒီ UAB ကလည်းဒီတိုင်းပါပဲ UAB ဆိုလို့ရှိရင်တော့ဒီလိုကတ်မျိုးထွက်မလာသေးဘူးပေါ့နော် MBU နဲ့ထွက်မလာသေးဘူး UAB လက်ရှိကျွန်တော်တို့သုံးနေတဲ့ကတ်တွေကတော့ဒီလိုမျိုးပေါ့နော် Visa ကတ်တွေပေါ့ UAB Visa ကတ်တွေဖြစ်ပါတယ်ဒီကတ်တွေကလည်းကျွန်တော်များသောအားဖြင့်တစ်ရက်ကို transaction 5ခုပဲလုပ်လို့ရတယ်ပေါ့နော် Google မှာ payment တွေလုပ်တဲ့အခါမှာတစ်ရက်ကို transaction 5ခုပဲလုပ်လို့ရပါတယ်အများကြီးလုပ်လို့မရဘူးပေါ့နော် amount ဘယ်လောက်ပဲဖြစ်စေ transaction 5ချိန်တက်ပို့ပြီးတော့လုပ်လို့မရဘူးပေါ့အဲ့တော့ကျွန်တော်ကဒီဥစားပေးပြောချင်တာကဒီ A1A ကတ်ကိုပြောချင်တာဖြစ်တဲ့အတွက်ပေါ့နော် A1A ကတ်ကခုနောက်ပိုင်းမှာကျွန်တော် account နဲ့ဒီချိတ်ထားတဲ့ကတ်ပေါ့နော်ဒါဆိုလို့ရှိရင် master နဲ့သူ collaborate လုပ်ထားတဲ့ကတ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော် ATM မှာလည်းထုတ်လို့ရတယ်ဒါပြည်တွင်းမှာသုံးလို့ရလို့ပြည်ပမှာလည်းသုံးလို့ရတယ်ဒါပေမဲ့ဒီကတ်ကိုတော့ကျွန်တော်ပြည်ပနိုင်ငံတွေမှာမသုံးဘူးပေါ့နော်ရုံးမဘဏ်ကတ်ကိုတော့ပြည်ပနိုင်ငံတွေမှာသုံးရတာတော်တော်အဆင်ပြေတယ် exchange rate သက်သာတယ်ဒါပေမဲ့ A1A က online မှာသုံးတဲ့အခါ exchange rate ကတော့ရုံးမထက်ပိုများတယ်ပေါ့နော်ရုံးမထက်ပိုများပြီးတော့သူကလက်ရှိပေါက်ဈေးအထက်ကိုပဲ90လောက်ပေါ့နော်ဥပမာဒေါ်လာကို4000ပေါက်တယ်ဆိုလို့ရှိရင်ဒီကက်က4050လောက်ပိုဖြတ်တယ်ပေါ့နော်လက်ရှိပြင်ပမှာ market price တက်သူက90ဝန်းကျင်လောက်ပိုဖြတ်တယ်ပေါ့နော်ဒါပေမဲ့ A1A ကမရှိမဖြစ်တော့မဟုတ်ဘူးပေါ့နော်ဒါလည်းသုံးလို့ကောင်းတဲ့ကတ်ပေါ့နော်ကျွန်တော်ကလည်းဘန်နေမှာပေါ့နော်ဒီလို new product တွေပေါ်ပြီးဆိုလို့ရှိရင်ကိုယ်တိုင်သုံးကြည့်ပြီးတော့ကိုယ်တိုင်သုံးတတ်တယ်ပေါ့နော်ကိုယ်တိုင်သုံးကြည့်တယ်ဘယ်လို error ရှိတယ်ဘယ်လောက်ဝန်ဆောင်မှုပေးနိုင်လဲဆိုတဲ့ဟာတွေကိုကျွန်တော်သုံးတတ်တယ်ပေါ့နော်ဒီကတ်ဆိုလို့ရှိရင်လည်းသုံးလို့ကောင်းတဲ့အထက်မှာပါတယ်ဒါပေမဲ့ယူမဘန်လောက်တော့သဘောမကျဘူးယူမဘန်ကက်ကလည်းခုနောက်ပိုင်းမှာသူဒီကတ်ပေါ့နော် master card ထုတ်ပေးခြင်းကိုခဏဆိုင်းငံ့ထားတယ်လို့တော့ကျွန်တော်ကြားသိရတယ်ပေါ့နော်ဒါပေမဲ့တေတော့မသိကြဘူးပေါ့နော်ကိုယ်တိုင်လျှောက်ချင်တယ်ရောဘန်ခွဲကိုဆက်သွယ်ပြီးမေးပါရုံးမဘန် exchange rate တက်တာရဲ့သူ့ရဲ့အားနည်းချက်ကဒီ limit ရှိတယ်ပေါ့နော်တစ်လမှာဒေါ်လာ900ပဲပေါ့နော်တကယ်သုံးတဲ့သူတစ်ယောက်အနေနဲ့တစ်လကိုဒေါ်လာ900ဆိုတာဘာမှလုပ်လို့မရဘူးပေါ့နော် AR ဘန်ကတော့ကျွန်တော် limit မရှိဘူးဆိုတာကတစ်ရက်ကို350ထိသုံးလို့ရတယ် MBU အနေနဲ့ပေါ့နော်ရုံးမဘန်ကလည်း MBU အနေနဲ့50ထိသုံးလို့ရတယ်ဒါပေမဲ့ master network ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ရက်ကိုမဟုတ်ဘူးကျွန်တော်တစ်လကိုဒေါ်လာ900ထိပဲသုံးလို့ရတယ်ဒီကတ်ကတော့ကျွန်တော်တစ်လကိုသူတို့ပြောထားတာတော့350ထိသုံးလို့ရတယ်လို့ပြောပြီးမြဲပေါ့နော်ဘယ်လောက်ထိသုံးလို့ရမလဲဆိုတော့ကျွန်တော်စမ်းပြီးတော့သုံးမကြည့်ရသေးဘူးပေါ့နော်ဒီလို MBU နဲ့ master နဲ့ collaborate လုပ်ထားတဲ့ A1A ကတ်မျိုးကိုလိုချင်တယ်ဆိုလို့ရှိရင်ဒါတော့ဒီဆက်ရ A1A ဘန်ခွဲမှာရှောက်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ကက်ရဲ့တန်ဖိုးကပေါ့နော်ဒီကက်ဆိုလို့ရှိရင်1000ပဲပေးရတယ်ပေါ့နော်ဒီ1000ကိုလည်းကျွန်တော်သူနဲ့ချိတ်ဆက်ထားတဲ့အကောင့်ထဲကပဲဖြတ်သွားတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အကောင့်ထဲမှာပတ်သက်1000ထည့်ထားရုံပဲပေါ့နော်နောက်ပြီးတော့ယူမဘန်ကက်ဆိုလို့ရှိရင်လည်းဒီပုံစံတိုင်းပဲယူမဘန်ကက်ကတော့6500ပဲပေးရတယ်သူ့ထက်ပိုဈေးသက်သာတယ်ပေါ့နော်အခုနောက်ပိုင်းမှာယူမဘန်ကက်ထုတ်ပေးမပေးတော့မသိကြဘူးပေါ့နော် AR ဘန်ကတော့ဒါနီးစက်ရဘန်မှာရှောက်လို့ရတယ်ဆိုတာကျွန်တော်သိတယ်ဘန်ကလည်းကျွန်တော်ပြောလိုက်တယ်ပေါ့နော်ဒါနီးစက်ရဘန်ဝင်လိုက်မှာ AR debit master ကက်တွေကိုရရှိနိုင်ပါတော့ဒါမချင်းရသေးဘူးဆိုလို့ရှိရင်လည်းချိန်ထားဖို့လိုအပ်တယ်ပေါ့နော်ချိန်ထားဖို့လိုအပ်တယ်ဆိုတာကျွန်တော်တို့အမြဲတမ်း online မှာဈေးဝယ်တဲ့သူတွေ game ဝယ်တဲ့သူတွေဆိုလို့ရှိရင်ချိန်ထားတင်တယ်လို့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်ကိုကဒီတိုင်းပဲငွေကို saving အနေနဲ့ပဲစုရဆိုလို့ရှိရင်တော့ဒါမလိုဘူးပေါ့နော်ဒီကက်ကိုချိန်ထားအောင်မလိုဘူးပေါ့နောက်ပြီးကျွန်တော်ဒီကက်တွေရဲ့အားနည်းချက်ကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကက်တွေရဲ့နောက်မှာပါတဲ့
ဒီမှာကနန်းပါတယ်ပေါ့နော်ကနန်း16လုံးရဲ့သူ့ရဲ့တက်တန်းကုန်ဆုံးရဲ့နောက်မှာ security code ပါတယ်ပေါ့နော် CVV လို့ခေါ်တယ် CVC လို့လည်းခေါ်ကြတယ် code လေးနံပါတ်3လုံးပေါ့ဒီ3လုံးရှိရတယ်ကျွန်တော်တို့ကဒီကတ်ထဲကဒီ account ထဲမှာရှိတဲ့ပတ်သက်ကို OTP မလိုဘဲနဲ့ပေါ့နော် one night password မလိုဘဲနဲ့ကျွန်တော်တို့ကဒီထဲကပတ်သက်ကိုကျွန်တော်ခိုးယူလို့ရတယ်ပေါ့နော်ကျွန်တော်ကတ်လေးကိုဒါလမ်းမှာကြာနေတယ်ဆိုတော့တစ်စုံတစ်ယောက်ကနေပြီးတော့ကျွန်တော်သူက online မှာဈေးဝယ်တာဖြစ် online မှာဈေးဝယ်တာဖြစ်ဖြစ်ပေါ့နော်ပြင်ပမှာကုန်တယ်စီမှာဈေးဝယ်တာဖြစ်ဖြစ်ပေါ့နော်ဒီကတ်ကိုကျွန်တော်တို့ကဥပမာ city map မှာဈေးဝယ်လို့ရှိရင်လည်းပြင်နံပါတ် text ပြန်လို့ပေါ့နော်သူ့မှာဒီမှာ pay wave sign လေးပါပေါ့နော်ဒီ wave ဆိုတာ tap ထိပြီးတော့ပေးလိုက်ရုံနဲ့ကျွန်တော်တို့ကနေပြီးတော့ဒါ page ချင်းကို option တော့မှာဖြစ်တယ်ကျွန်တော်တို့ကဒီလို master debit card တွေပေါ့နော်ဒီ international brand တွေနဲ့ချိတ်ဆက်ထားတဲ့ local brand နဲ့ international brand နဲ့ချိတ်ဆက်ထားတဲ့ Visa Master Debit Card တွေကိုသုံးတဲ့အခါမျိုးမှာကျွန်တော် view site ကိုလိုရပေါ့နော်ဒါကတော့ customer အနေနဲ့ကိုသုံးမဲ့ product ကို customer အနေနဲ့ awareness ရှိရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ card တွေကိုလုံခြုံအောင်လဲကိုတိုင်းထိမ့်သိမ့်လို့လိုတယ်ပေါ့နော်ကိုယ့်ရဲ့ chat လက်တွေကိုလည်း online မှာမ share ဖို့လိုတယ်ပေါ့နော်အဓိကအရေးကြီးတာကဒီနောက်မှာပါတဲ့ number တွေဖြစ်ပါတယ်ဥပမာ online မှာကိုကပတ်သက်အိတ်ကြကြံတယ်လို့ဒီ card ကောပါတယ်ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ရှိတယ်ပေါ့နော် card ရှင်းနောက်ကိုတပ်ပုံရိုက်ပြီးရောမှတ်ပုံနေရောတပ်ပုံရိုက်ပြီး online မှာတင်တယ်ဒီလူကဒီပတ်သက်အိတ်ကိုကြာနေခဲ့ပါတယ်အထက်မှာဒီ card တွေပါတယ်ဆိုတဲ့ဟာမျိုးကိုတခြားတစ်ယောက်ကနေ inform လုပ်တယ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့ဟာမျိုးမှာလည်း group တွေထဲမှာတင်တဲ့အခါမျိုးမှာမတော်မာသူတွေကနေပြီးတော့ကိုယ့်ရဲ့ information တွေကိုဒါခိုးယူနိုင်တဲ့အတွက်ပေါ့နော်ကိုတိုင်းမလုပ်တော့လဲကိုမေ့ကြံခဲ့တဲ့အခါမျိုးမှာတခြားတစ်ယောက်ကကိုယ့်ကိုသိစေချင်တဲ့ဆန္ဒနဲ့လုပ်တဲ့အခါမျိုးမှာမလိုအပ်တဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်ဒါမျိုးတွေကိုလည်းကိုတိုင်းကနေပြီးတော့တတိထားပြီးတော့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်ကိုတိုင်းလည်းဒီကတ်တွေကိုပျောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆက်ရဘဏ်ကိုအကြောင်းကြားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးကျွန်တော် UAB ဘဏ်မှာလို့ရှိရင်ကတ်ပျောက်သွားတဲ့အခါမျိုးမှာကိုတိုင်း block လုပ်လို့ရတယ်ပေါ့နော်ဖုန်းထဲကနေပြီးတော့ block လုပ်လို့ရတဲ့ဟာမျိုးရှိပါတယ်ရုံးမဘန်ကတ်ဆိုလို့ရှိရင်လည်းကျွန်တော်ဖုန်းထဲကနေပြီးတော့ဒီကတ်ကိုကျွန်တော်မသုံးစေချင်ဘူးဆိုရင် block လုပ်ထားလို့ရရမှာနော်ဒါပေမဲ့ AYA ကတ်မှာတော့ defension လောလောဆယ်တော့မပါသေးဘူးပေါ့နော်သူက debit card ဖြစ်တဲ့အတွက် block လုပ်မယ်ဆိုလို့ရှိရင် call center ကိုပဲဖုန်းဆက်ပြီးတော့ block လုပ်ရမှာဖြစ်ပါတယ် online ကနေတော့ကိုတိုင်း block လုပ်လို့ရတယ် pension မျိုးမပါသေးဘူးပေါ့ဒါကတော့ရုံးမဘန်နဲ့ ARB ဘန်ရဲ့ခြားနားချက်ဖြစ်ပါတယ်ဒါရုံးမဘန်ပုံပြီးတော့အားပါတယ်ပေါ့နော် online မှာကတ်ပြောက်သွားတဲ့အခါမျိုးမှာသူများကိုကတ်ကိုယူသုံးနေတယ်လို့တန်တရားရှိတဲ့အခါမျိုးမှာကိုတိုင်း block လုပ်လို့ရပါတယ်ရုံးမဘန် next generation application ကနေဝင်ပြီးတော့ block လုပ်ထားလို့ရပါတယ်နောက်တစ်ခုကျွန်တော် AYA ဘန်ရဲ့အားသာချက်ကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကတ်ကိုပြည်တွင်းခရီးသွားတဲ့အခါမှာပြည်ပမှာခရီးသွားတဲ့အခါမျိုးမှာ travel insurance ပါပြီးသားဖြစ်ပါတယ်ဒီကတ်ကိုသုံးခြင်းအပြင်ကျွန်တော်တို့ကဒါ300အထိ cover ဖြစ်တဲ့ insurance ကိုအလိုလိုရရှိပြီးသားဖြစ်ပါတယ်ခရီးသွားတတ်တဲ့သူဆိုလို့ရှိရင်လည်းကျွန်တော်ဒီကတ်လေးကိုဆောင်သွားခြင်းအပြင်ကိုကခီးသွားအောင်မှာကလည်းဒီကတ်ကိုကိုင်ဆောင်မှုအနေနဲ့ automatic အကြောင်းဝင်မှာဖြစ်ပါတယ်။သူ့ရဲ့ master card ရဲ့ cover လေးမှာလည်းဒီမှာဖော်ပြထားရပါတော့။ကျွန်တော်ပြည်တွင်းခီးသွားခြင်းအတွက်ခီးစဉ်မှာမတော်တဆမှုတွေအတွက်အများဆုံး300အထိအာမခံအကာအကွယ်ရရှိမယ်။ပြည်ပခီးသွားခြင်းအတွက်လည်းပြည်ပမှာမတော်တဆဖြစ်တာတွေအတွက်လည်း300အထိအာမခံအကာအကွယ်ရမယ်။ကျွန်တော်တို့ကဒီကတ်လေးကိုရှောက်လိုက်တာနဲ့အာမခံက automatic ဝယ်ပြီးသားဖြစ်မယ်။ဒီထက်မှာကျွန်တော်က travel insurance နဲ့ဝယ်ပြီးသားဖြစ်တယ်ပေါ့နော်။ဒါဥပမာပေါ့နော်မဆိုးကောင်းဆိုးကောင်းပေါ့ကိုကအနည်းဆုံးဘန်ကောက်ကိုသွားတယ်ပဲဖြစ်ပါတယ်ပေါ့နော်။ဒါမှမဟုတ်ကိုက something ပေါ့နော်တခုခုပေါ့နော်ဒီလှေစီးရင်လှေမောက်တာပဲဖြစ်ဖြစ်ပေါ့နော်တခုခုကိုမှပုံမဲ့တန်ညာထိကတ်ရှာနာမျိုးဖြစ်သွားတယ်ဆိုလို့ရှိရင်ဒီကတ်နဲ့ကိုကဒီကတ်ကိုကင်ဆောင်ထားရတဲ့ကိုကအမခံ automatic ပါပြီးသားဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့က travel insurance ကဒီထက်မှာဝယ်ထားပြီးသားဖြစ်တယ်ပဲဒါကိုယ့်အတွက်အမခံလည်းရမှာဖြစ်ပါတယ်အဲ့တော့ဒီကတ်ကိုလည်းကျွန်တော်တို့သုံးကြည့်ကြပါလို့ကျွန်တော်အကြံပေးခြင်းတယ်ဘာလို့ဆိုတော့ဒီကတ်ကိုဆောင်ထားခြင်းအဖြစ်ကိုကမသုံးဘူးဆိုလို့ရှိရင်တော့မှပြပြခီးသွားတာဒါမတော်တဆ accident ဆိုတာကိုမြင်ရတဲ့အနေနဲ့မဟုတ်ဘူးပေါ့နော်မမြင်ရတဲ့အနေနဲ့မျိုးကကိုယ့်အတွက်ကာဖြစ်တယ်ပေါ့နော်ဒါကိုလည်း ARB Bank ကနေပြီးတော့ AYA Shampoo Insurance နဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီထက်မှာ travel pass လောက်ထားတာရှိပါတယ်ကျွန်တော်တို့ကဒီ ARB Master Card ကိုကင်ခြင်းရဲ့အားသာချက်ပေါ့နော်ဒါအကြီးမားဆုံးအားသာချက်ကျွန်တော်ကိုယ်တိုင်လည်းဒီချက်ကိုလုံးဝသဘောကျတယ်ပေါ့နော်ဒါဒီဘက်ဘန်တွေမှာဆိုလို့ရှိရင်လည်းဒီကတ်ဝင် travel insurance နဲ့အမြဲတမ်းထည့်ပေးတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဒါကတ်ဖိုးထဲမှာကျွန်တော် travel insurance ဆိုပြီးတော့နှစ်စဉ်ကြီးပေါင်းပြီးကောက်သွားတဲ့ဟာမျိုးပေါ့ဒါကတကယ်မထင်မှတ်ထားတဲ့အနေတွေ accident တွေကကိုယ့်ကိုလာပြီးတော့ထိခိုက်နိုင်တယ်ပေါ့နော်ကျွန်တော်ခရီးသွားတဲ့အခါမျိုးမှာပေါ့နော် activity လုပ်တဲ့အခါမျိုးမှာရှိတယ်ပေါ့နော်ဒါမထင်မှတ်ထားတဲ့အနေတွေပေါ့ဥပမာကျွန်တော်လှေစင်းလှေဖောက်တဲ့ပုံစံမျိုးပေါ့နော်နောက်ပြီးကျွန်တော်ချားတွေရက်တွေစီးတဲ့အခါမျိုးမှာတခုခုဖြစ်တဲ့ဟာမျိုးပေါ့နော်ဒါမထင်မှတ်ထားတဲ့အနေတွေကိုကျွန်တော်ကကာကွယ်ပေးတဲ့ travel pass insurance ဖြစ်ပါတယ်ကျွန်တော်တို့က ARB Master Card ကိုကျွန်တော်တို့သုံးပြလိုက်တာနဲ့ travel pass က travel pass insurance ကကျွန်တော်တို့ကဝယ်ပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က travel pass insurance ကိုအခမဲ့အနေနဲ့သုံးစွဲခွင့်ရမယ်ဒီဝင်ရပြည့်ကျွန်တော်ဒီကတ်လေးမှာပါတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် QR code လေးပါတယ်ဒီ QR code လေးကိုပေါ့နော်ဒီ QR code လေးကိုဖတ်ပြီးတော့ကျွန်တော်တို့ကအသေးစိတ်ဒီမှာကြည့်လို့ရတယ်ဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာခီးသွားမယ်ပေါ့နော်ပြည်တွင်းကိုသွားမှာလားပြည်ပကိုသွားမှာလားသွားမဲ့ရက်မတိုင်ခင်ဒီ QR code ကိုဖတ်ပြီးတော့ပေါ့နော် AYA Shampoo website မှာကျွန်တော်တို့ကဘယ်ရက်ကနေဘယ်ရက်ထိခီးသွားပါမယ်ပြည်တွင်းမှာသွားမယ်ဘာနဲ့သွားမယ်ပေါ့နော်ကုန်းနဲ့ဆိုလို့ရှိရင်လည်းကုန်းလမ်းနဲ့သွားမယ်ရေလမ်းနဲ့သွားမယ် flight နဲ့သွားမယ်ပေါ့ဒါမျိုးကျွန်တော်တို့က
information တွေကိုယ့်ရဲ့အချက်လက် detail တွေဖြစ်ပြရမှာဖြစ်ပါတယ်ပြပဆိုလည်းပြပခီးတယ်ကိုကစင်ကူသွားလဲဆိုလို့ရှိရင်လည်းရန်ကုန်ကနေစင်ကူသွားမယ်ဘယ်ရက်ကြာမယ်ပေါ့နော်ဒါခီးသွားတဲ့အခါမျိုးမှာကျွန်တော်ရဲ့ information တွေဖြစ်ပြရမှာဖြစ်ပါတယ်ဒါပြည်တွင်းသားပြည်ပလားဆိုတာကိုကျွန်တော်ရဲ့သူ့ရဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့လောက်ဆောင်တဲ့ guide ကိုပေါ့နော်ဒီ QR လေးမှာပါတယ်ဒါမျိုးကိုကခီးမသွားခင်ကြိုဖြည့်ထားမယ်ပေါ့နော်ဖြည့်ထားပြီးလို့ရှိရင်ကျွန်တော် payment မှာလည်းဒီ master card ကရတဲ့ promo code ကိုကျွန်တော်သုံးခြင်းအပြင်ဒါအခချင်းဝင်ပေးပြရမှာလို့ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒါ travel pass ဝယ်မယ်ဆိုလို့ရှိရင်ဒါတသိန်းဝန်းကျင်ပေါ့နော်ပုံကန်ပုံကြနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့က master card ကန်ကြီးအပြင်ဒါပေးစရာမလိုဘဲနဲ့အခမဲ့သုံးဆွဲခွင့်ရတဲ့ service ဖြစ်ပါတယ်ဒီဥစ္စာကိုလည်းကျွန်တော်အရင်သဘောကျတယ်ပေါ့နော်ဒါကြောင့် AYA ကလေးကိုစမ်းသုံးကြည့်ကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ကြည့်ရှုမှုတွေအားလုံးကိုကျေးဇူးတင်ပါတယ်အကျိုးတော်ရရှိလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်